KK ဘက်ဆိုတော့ဘာလဲကြောက်ပြန့်ကိုင်းနေရဲ့နောက်ွယ်ကလူမသိသေးတဲ့အလုံးလုံးပုံများဒီဘက်ခင်မှာကြောက်ပြန့်ဆိုတဲ့စကားလုံးကလူတိုင်းနဲ့စိမ့်မယ်တော့မထင်ပါဘူးဒါပေမဲ့ကြောက်ပြန့်နေဘယ်နေရာမှာအခြေစိုက်ပြီးဘလို့အလုံးလုံးကြရဲဆိုတော့ကိုတော့လူတိုင်းမသိသေးတာမို့လို့ဒီဗီဒီယိုလေးမှာဆက်လက်တင်ဆက်ပေးသွားပါမယ်ထိုင်းမြန်မာနယ်စပ်မြစ်ရတစ်ဖက်ကမ်းမှာပြင်ပလောကနဲ့လုံးဝအဆက်အသွယ်ဖြတ်ထားတဲ့အတိုင်းမြင့်မြင့်ကြီးတွေနဲ့ဝင်းကြီးတစ်ခုရှိပါတယ်အဲ့နေရာကိုတော့ KK ဘက်လို့ခေါ်ပါတယ်ဒါဟာစိတ်ယုံတစ်ခုမဟုတ်တယ်လို့အပန်းဖြေစကန်တစ်ခုလည်းမဟုတ်ပါဘူးကမ္ဘာတဝန်းကဒေါ်လာဘီလီယံနဲ့ချီတဲ့ငွေတွေကိုခိုးယူနေတဲ့ကြားဖြန့်ကိုင်းနေတဲ့ဗဟိုချက်ခေတ်သစ်ကျွံပြုမှုတွေရဲ့ငရဲအလားနှိပ်စက်မှုတွေပေါင်းစပ်နေတဲ့နေရာတစ်ခုပါ KK ဘက်ကအရင်ကကုန်သွယ်ရေးဆောင်တစ်ခုဖြစ်နေ2019ခုနှစ်လောက်မှာစပြီးအုံမြင့်ချခဲ့တာပါဒါပေမဲ့ကိုဗစ်ကာလနောက်ပိုင်းမှာတော့တရုတ်ရာဇဝတ်ကိုင်းတွေဟာဒီနေရာကိုအွန်လိုင်းရာဇဝတ်မှုတွေအတွက်ခံတက်ကြီးတစ်ခုဖြစ်ပြောင်းလဲခဲ့ပါတယ်အပြင်ဘက်ကကြည့်ရင်တော့ကုမ္ပဏီကြီးတစ်ခုလို့ဆိုရပေမဲ့တကယ်တမ်းမှာတော့ဒီဒီဇိုင်းရဲ့နောက်ွယ်မှာလူပေါင်းထောင်ချီပြီးပိတ်လောင်ခံထားရပါတယ်အများစုကတော့လာစာကောင်းကောင်းရမယ်ဆိုတဲ့မလုံးတွေနဲ့လူကုန်ကူးခံထားရတဲ့တနာစရာလူငယ်တွေပဲဖြစ်ပါတယ်2025အော်တိုဝါလာတုန်းကစစ်ကောင်စီကဝင်စီးခဲ့ချိန်မှာ Starlink ဂျိုလူပေါင်း30ကျော်ထိသိမ်းဆည်းရမိခဲ့ပါတယ်ဒါဟာဘာကိုပြတာလဲဆိုရင်အင်တာနက်တွေဘယ်လောက်ပဲဖြတ်ထားပါစေသူတို့ကကဘာကြီးနဲ့အဆက်အသွယ်မပြတ်ပဲဤပညာသစ်တွေသုံးပြီးလူတွေကိုဆက်ပြီးလိမ်ညာနေတယ်လို့ဆိုတာပါဒီကိုင်းရဲ့အဓိကလိမ်လည်နည်းကိုတော့ pig butchering လို့ခေါ်ပါတယ်တရုတ်လို့ဆိုရင်တော့ကြားဖြန့်ပေါ့ဝတ်တကောင်ကိုတတ်တော်မယ်ဆိုရင်အသားတိုးအောင်အရင်ဆုံးအဝကျွေးလိုက်တယ်လို့ပါပဲလိမ်မဲ့သူကိုလည်းအရင်ဆုံးယုံကြည်မှုရအောင်အစာကျွေးတဲ့နီးလန်းကိုတုံးတာပါသူတို့လုပ်ငန်းလေပတ်ပုံကအဆင့်50နဲ့အကွက်ကြက်ကြတေချာစီစဉ်ထားတာပါပထမအဆင့်ကတော့လူစုဆောင်းခြင်းပါဘိုင်းမှာအလုပ်လုပ်ရမယ်လာစာကောင်းမယ်အဆောင်လာကအလကားဆိုတဲ့ social media ပေါ်ကကြော်ညာတွေနဲ့လူငယ်တွေကိုအဓိကဆွဲဆောင်ထားပါတယ်အလို့ရကြောင်းပြောပြီးနေဆက်ကနေခိုးသွင်းလာရကနေနောက်ဆုံး KK ဘက်လိုဝင်းကြီးတွေကိုအရောက်ပို့လိုက်တာပါဒုတိယအဆင့်မှာတော့ PRB အလုပ်ခိုင်းခြင်းစပါတယ်ဝင်းထဲရောက်တာနဲ့တင်ရဲ့ passport တွေကိုတင်ပလိုက်ပါတယ်အဲ့ဒီချိန်ကစပြီးတင်ဟာလူသားတစ်ယောက်မဟုတ်တော့ပဲ online မှာလူတွေကိုလိမ်ညာဖို့အတွက်ဒီနေ့ကို12နာရီကနေ18နာရီထိမနာတဲ့အလုပ်လုပ်ရမယ်စိတ်ရုပ်တရုပ်ဖြစ်သွားပါတော့တယ်တတိယအဆင့်ကတော့ယုံကြည်မှုတိဆောက်ခြင်းပါဒါကအချိန်အပေးရဆုံးအပိုင်းပေါ့ချောပေးလှပေးဆိုတဲ့ profile နေနဲ့ချင်းကပ်လာမယ်ဤစားဖြစ်အောင်လုပ်မယ်ဒါမှမဟုတ်မိတ်ဆွေဖြစ်အောင်လုပ်မယ်ဒီလိုလာပေါင်းများစွာနှွေးထွေးပြကျင်နာပြပြီးတင်းရင်ယုံကြည်မှုကိုရအောင်ယူပါလိမ့်မယ်ဘလို့လားအဆင့်ရောက်သွားရင်တော့ယင်းဒီမြုံနှံခိုင်းပါပြီတင်ဘက်ကလုံးဝယုံကြည်သွားတာသိကြပြီဆိုတာနဲ့ပိုက်ဆံအရင်မြက်ရတဲ့နေရာရှိကြောင်းတင်ကိုယ်တိုင်လည်းအမျက်တွေရကြောင်းပြောပြီးရင်ငွေထည့်ခိုင်းပါတယ်တင်ပိုယုံကြည်သွားအောင်အစာပိုင်းမှာငွေတို့ထုတ်ပေးပါလိမ့်မယ်နောက်ဆုံးအဆင့်9ရောက်သွားရင်တော့အဆုံးသတ်ပါပြီတင်းရင်စုဆောင်းငွေတွေအကုန်သိန်းထောင်ချီပြီးပုံအောလိုက်ပြီဆိုတာနဲ့အဲ့ဒီရင်းထားတဲ့နေရာလည်းမရှိတော့ပဲတင်းနဲ့စကားပြောသူကပါအဆက်အသွယ်ဖြတ်ပြီးအစအနာပျောက်သွားပါလိမ့်မယ်ခုဆိုရင်ဒီကြားဖြန့်ကိုင်းရဲ့လောက်ွက်တွေကိုခံရသူတွေကဝေးမြိုင်းသိလာကြပါပြီနောက်ပိုင်းမှာ deepfake AI လို့ခေါ်တဲ့နည်းပညာအသစ်တွေကိုပါအသုံးပြုနေကြပါပြီတင်ယုံကြည်အောင်ဗီဒီယိုကောခေါ်တဲ့နေရာမှာ AI သုံးပြီးတခြားတစ်ယောက်ရဲ့မျက်နှာတခြားတစ်ယောက်ရဲ့အသံနဲ့လိမ်ညာလာကြပါတယ်ဒါကြောင့်မလို့ရုပ်ကောအသံကောမြင်ရကြားရတယ်ဆိုပြီးအစ်စ်မထင်ဖို့လည်းသတိပြုရပါဦးမယ် KK ဘက်ထဲမှာပိတ်မိနေသူတွေရဲ့ဘဝကတကယ်ကိုတနာဖို့ကောင်းပါတယ်ဒီနေ့ကို18နာရီလောက်အလုပ်လုပ်ရတယ်ဒီနေ့ကိုလူပနေယောက်ကိုလိန်ရမယ်ဆိုတဲ့ target ကလည်းရှိနေပြန်ပါတယ်အဲ့ဒီ target မပြည့်ရင်ရိုင်းနေတာလက်ထိတ်ခတ်ထားတာနဲ့ပြည့်စက်နဲ့တို့တာမျိုးဒီနှိမ့်ဆက်ခံရပါတယ်တချို့ဆိုရင်ခန္ဓာကိုယ်အစိပ်ပိုင်းအင်္ဂါတွေထုတ်ရောင်းခံရတဲ့အထိကြောက်စရာကောင်းတဲ့သတင်းတွေလည်းကြားရပါသေးတယ်အခုလိုဖြစ်ပြနေတဲ့အချိန်မှာလိန်ညာသူတွေကနီးမျိုးစုံနဲ့လာပါလိမ့်မယ်မှတ်ထားရမှာကမပင်ပန်းပဲလာစာအများကြီးရမယ်အလုပ်ဆိုတာမရှိပါဘူးနောက်ပြီး online ပေါ်မှာပဲတည်တဲ့သူကိုယုံပြီးငွေတွေမရင်းနှီးပါနဲ့ဒီ KK ဘက်လိုနေရာမျိုးတွေကတနေရာပျက်စီးသွားရင်တော့နောက်တနေရာမှာပြန်ပေါ်လာတတ်တဲ့ကင်ဆာဆဲတွေပဲမလို့မိသားစုတငယ်ချင်းတွေကိုကာကွယ်နိုင်ဖို့အတွက်ဒီဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်အားလုံးပဲဘေးကင်းကြပါစေနောက်လည်းဘူးတူတရစီမဲ့ဗီဒီယိုတွေတင်ဆက်သွားအောင်ပါမလို့ channel ကို subscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့အောင်နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံပါအောင်မယ်ကျေးဇူးတင်ပါတယ်